iPhone 10အားလေးကိုနင်းနေ2025ခုနှစ်ကရောင်းစည်းအတိုင်းပဲ3,9,500နဲ့ပဲရောင်းနေတော့တချို့ကနင်းနေကိုဟုတ်လို့လားဈေးတွေတက်နေပြီမဟုတ်ဘူးလားလို့မယုံသင်ကားနဲ့မေးရလူတွေလည်းရှိရနော်ဟုတ်ပါတယ်ဈေးတွေကတကယ်ကိုတက်နေပါပြီညီတို့ယူရတဲ့ဈေးတွေလည်းတအားကိုများလာပါတယ်ဒါပေမဲ့နင်းနေက customer တွေကိုဈေးမတက်ရက်သေးလို့ပါနော်ဒါလေးတွေက iPhone 10R 64GB Face Face ကျန်တာ no error လုံးလေးတွေပါညို reset ချလို့ရတယ် error ကင်းပါတယ်ရှင်ဈေးနှုန်းကကြတော့3,9,500ပါ 128GB လိုချင်တာဆိုရင်တော့နေ့စီမှာ 128GB Face Face ကျန်တာ no error လုံးလေးရှိရဲသူကကြတော့4,6,500ပါရှင်ဒီအပြာလေးကတော့သူကရှားပရောင်လေးမို့လို့ဈေးလေးနည်းနည်းလေးတော့ပိုပါတယ်သူကကြတော့ 64GB Face Face ကျန်တာ no error ပဲဈေးလေးကကြတော့4,2,500ပါရှင် battery health လေးတွေကအလုံးတိုင်း80ကျော်90ကျော်ရှိပါတယ်ရှင်ဒါလေးတွေအကုန်လုံးကကြတော့1စင်လုံးလေးတွေကြီးပါပဲဒီတို့အသွေးကြိုးကောင်းလက်ဆောင်ပါတယ်အာမခံတလားတိတိပါပါတယ်ရှင်ဆိုင်မှာလာဝယ်တော့ညီတို့ Apple ID အကောင့်လည်းလက်ဆောင်ဖွင့်ပေးပါတယ်ဆိုင်မှာစိတ်ကြိုက်လာကြည့်ပြီးတော့လည်းဝယ်လို့ရတယ်ရန်ကုန်မြို့တွေ့ရတော့ညီတို့အိမ်ရောက်ငွေချီလည်းပို့ပေးပါတယ်ရှင်